ဒါကြောင့်ဘုရားသခင်ကိုကလည်းဘုန်းကြီးကလည်းဒီလေခါမှာလည်းဒီလိုရှိမှလည်းဒီလူရဲ့ဒီနာဒီရဲ့ခါမှာလည်းဒီလိုရဲ့ရှိပါတယ်လို့လည်းကျွန်တော်ပြောပြပါတယ်ဇာတိလည်းဟိုဒီလိုပါဒီပါစုနဲ့ရာဟောပြီးပါတယ်အများကျွန်တော်တို့မှာရတယ်ပြန်တယ်ရာကုန်ပြီးတယ်ကျွန်တော်ပြည်ခမလေးရှာမြို့တော့မြန်မာပြောပြီးပါတယ်သူဒီတော့မှလည်းရာဟောပြီးတယ်လို့ပြောခုတယ်တော့ဖြစ်တယ်လားလို့မသိဘူးနော်ကိုနာမည်ဘယ်တော့မှကျွန်တော်မမေ့ဘူးပေါ့နော်မမေ့ဘူးဒီဘယ်တော့မှရှိတဲ့အမှုတော်ဆောင်တွေကတော်တော်များနာမည်တော့ဒီပေမဲ့ဒီတော့မြေတာရဖက်တာဒီမရှိဘူးပေါ့နော်ကျွန်တော်ဒီမှာလည်းပေါ်လေအလောက်မရဘူးကျွန်တော်လည်းရှာဝင်ဒီပုံပေါ်ချင်းလူပတ်တော်လူဘွားခန့်ယူချင်းဝင်ခါချင်းအစီအစဉ်ကိုသိမရဘူးစာမရတော့ကျွန်တော်ချင်းမှာနော်လည်းရှိတယ်လို့ကျွန်တော်အသိတော်လည်းဟိုပြီးခဲ့တဲ့နေ့လောက်မှပဲတည်တယ်ကြီး MTC ဒီလိုကိုအရန်နာမည်လည်းကောင်းတယ်ချင်းခုတလောကအရန်စကားများတတ်တယ်online မှာတော့အရန်ပြတ်သားတယ်နော်နာမည်တော့ချင်းတဲ့နာမည်ပြီးတော့အရန်ကိုပဲဘာမှဖြည့်ရှင်းချပြောစရာမလိုတော့ဘူးအရန်ဒီဆော့စာကောင်းတယ်လို့ကျွန်တော်ပြောပြပါတယ်ဒါဆိုရင်ကျွန်တော်တို့လူကပတ်တော်ကိုလည်းအဲဒီဆိုတော့ရမှာဖြစ်ပါတယ်နော်ဒီမိုတေဝါဒစာပထမဆောင်အခန်းကြီး3အခန်းရဲ့ဆယ်လေးဆယ်ငါးကိုကျွန်တော်တို့ဖတ်မှာဖြစ်ပါတယ်နော်ဆယ်လေးဆယ်ငါးတင်ရှိတာတို့ငါမြန်မြန်လာမည်ဟုမျှော်လင့်ခြင်းရှိတော်လေကာရှိစွာနေလီတင်ဒီဘုရားသခင်ဤအိမ်တော်၌အဘယ်သို့ကျင့်ကြံပြုရမည်ဟုသိစေခြင်းမှာဤသို့ငါရည်၍ပြီးလိုက်၏ထိုအိမ်တော်ကအသက်ရှင်တော်မူသောဘုရားသခင်ဤအသိတော်ဖြစ်ထိုအသိတော်ကတမန်တရားဤအမိတကယ်ဖြစ်၏တမန်တရားဤဒီရာလည်းဖြစ်၏တော့ဘုရားတော်အကျိုးရှိနိုင်တယ်ဒီပါစီကြည်ကြည်လေဟာလေလုယာမြတ်တော်ရှင်အားကိုရောဤနာမတော်ရှင်ပါပါလေကိုရောကြည်ကျူးကြည်လေကိုရောကြည်စောတော် MTC အသိတော်ယနေ့ထိတောင်ကောင်းချီးပေးတော်မူ၍လမ်းပြပို့ဆောင်တော်မူပြီးတကားလားသူတို့မိသားစုသူတို့အသိတော်မှာကိုရောရဲ့အစီခံမှုတော်ဆောင်ပိုက်တာများတွေကွာဒီလိုလူကြီးလူသမီးလူငယ်ရဲ့သတ်စကူများအားလုံးကျွေးဆောင်ရတော့ပြုကိုပေးတည်တာမှာဒီလိုဘောဝပြုကိုပဲရတော့ပြုကိုလည်းပြီးတော်မူသောကြောင့်ကျေးဇူးကြီးလေလူကပတ်တော်ဝင်လာတော့ပြီးတော်မူသောကြောင့်ကျေးဇူးကြီးလေကျွန်တော်တို့ချက်ပစားဖို့တော်ပြုတော်မူပါနည်းနည်းတော့ရလူကပတ်တရားကိုဆင်လွတ်တော်မူပါဘုရားပြုပြတော်လူကပတ်တော်ဖြစ်ရတဲ့ကိုကြည်စောစာပြီးစိတ်တော်မူပါမကြမ်းမာတော်သူများကြမ်းမာစေပြီးလူကိုလိုပြရဲ့ပေဒီချင်းမဆိုင်သောဝေယောချင်းဒီတဲ့ချင်းကိုလည်းပြီးတော်မူပါအဒီနောကိုကိုကြည်စောနိုင်ဖို့အတွက်လူကပတ်တော်အဖြစ်အကြောရှိတဲ့တေတာဒီမှာလူလူတော်မူပါကျွန်တော်လူကပတ်တော်ဝင်လာတဲ့ချင်းလူကပတ်တော်ခံယူတဲ့ချင်းလူကပတ်တော်မောပြောလာမျိုးဘာဟာဒါစီတာပူဇော်တော်စာတာရဲ့လူရတဲ့တိပတိကိုယေရှုနာမပေးချပါလေလူကပတ်တော်အားဖြင့်တော်စီတဲ့တေတာဒီမှာသူတော်ဘောတော်တင်ချခြင်းတော်မူပါယေရှုနာမ၌ဆုတောင်းစေတဲ့အနန္တမဘုရားသခင်အာမင်ဒါဆိုရင်ဒီနေ့ဘုရားသခင်အိမ်တော်၌အဘယ်သို့ကျင့်ကြံပြုမှုရောက်နေပြီသိစေခြင်းမှာတော့အဲ့စကလုံးပဲဒီနေ့ကျွန်တော်ဝင်မှလို့ပါလေနော်ဘုရားသခင်အိမ်တော်အဘယ်သို့ကျင့်ကြံပြုမှုရမလဲဆိုရဲနော်ဒါမျိုးရင်အဘယ်သို့
အပေအရာကိုပြုရမည်အပေတို့ပြုရမည်ဆိုတဲ့ခေါင်းစဉ်လေးပေါ့နော်အမောရှိတဲ့ဘုရားသခင်ကပေါ်တဲ့အခါမှာဘယ်လိုလွတ်ရောက်လဲဆိုတော့လုံးဝသူမသိတဲ့အတွက်ကြောင့်မောရှိကဧကတုပညာတိတ်တဲ့ပညာရှိတယ်ရောရှိပြီပဲလေဘုရားသခင်ခိုင်းတဲ့အလုပ်ကိုလွတ်ဖို့ရအတွက်ဘုရားသခင်ခေါ်တဲ့အခါမှာငါတတ်နိုင်တဲ့အရာမျိုးငါလွတ်နိုင်တဲ့အရာမျိုးဆိုတာလုံးဝဒီထဲမှာမလွတ်နိုင်တဲ့အရာပဲဒါမသိတဲ့အရာပဲလွတ်နိုင်ပါလေလွတ်တော့ပါလေဆိုတာသိတဲ့ဝန်ခံတယ်နော်ဘာဖြစ်လို့ရှင်မောတို့လည်းဘုရားသခင်ကယေရှုတွေ့တဲ့ပေါ်ရအခါမှာအပေအမှုကိုပြုရမယ်သူပြုရမယ့်အရာကိုဘာလဲဆိုတာလည်းမသိဘူးသူခေါ်တဲ့ခိုင်းတဲ့လူကပြောပြမှတ်တာအဖြစ်ရမှာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကအသိဉာဏ်ကိုဒီဆောက်တဲ့အခါမှာဒီရုပ်ရှင်ကိုပြောလိုက်တယ်ဘုရားသခင်ရဲ့သဘောတော်ဘာသခင်ယေရှုရဲ့တန်ရှင်တော်ဝင်ရဲ့သဘောတော်ဘာမှန်ကန်စွာတိတိမတ်တာအချင်းအရေးချင်းပြည့်မီတာဖြစ်တယ်ဒါကြောင့်အသိဉာဏ်ဒီဆောက်ကသခင်ယေရှုရဲ့နော်ယူပါယုံဖြစ်တယ်ဘုရားသခင်ရဲ့ယူပါယုံဖြစ်တယ်ဒါတော့ဒီအသိဉာဏ်ဆိုတဲ့စကားလုံးဟာတမန်တော်တွေကလည်းမကြောက်ဘူးတဲ့အရာဖြစ်တယ်နော်ပရောဖက်တွေကလည်းဟောပြောကြပြီမဲ့လေဘာဟောပြောကြတယ်လဲဆိုတာအတိအကျဖြစ်သူတို့မသိဘူးဘာကြောင့်လဲဘုရားသခင်ကဖွက်ထားတဲ့နည်းနည်းသောအရာတွေမှာထားလိုက်ဒါကြောင့်ယေရှာယပြောမှာသူတို့ရှိဖို့သွားပါလို့ပြောပြီးသူတို့နားထောင်နေလဲနားနေမှာမဟုတ်ဘူးကြည့်နေလဲညီတတ်မှာမဟုတ်ဘူးတဲ့အားကြောင့်ယေရှာယကျွန်တော်ကိုရှင်လို့တော်ဘာလို့ပြောရတာလဲတဲ့တော့ဝင်ကြည့်ပြီးမယ်သူတို့မြင်နိုင်အောင်ကြားနိုင်အောင်ပြောဘူးလေဘုရားသခင်က prophet ကိုဟောပြောတော့မရဘူးနည်းနည်းသောအရာတွေမှာဒါဒီကရှိ26မှာလေတွေ့ရတယ်7နဲ့4မှာအဲ့ဒါမှလည်းတွေ့ရတယ်အဲ့ prophet ကိုဟောပြောတော့မရတော့အနာဂတိစကားတွေကိုဘုရားသခင်ကဖတ်ထားတယ်ပဲဟောပြောတယ်ကိုယ်တိုင်တော့သူတို့ကိုယ်တိုင်တော့သိနားမလည်ဘူးနားမလည်ဘူးဒါတည်းယေရှုတော်လာတဲ့အခါမှာယေရှုကိုတပည့်တော်တွေကလိုက်ရချင်းဟာလေအကြီးပိတ်မရှိဘူးယေရှုကခေါ်လို့လိုက်လာယေရှုကကြိုတင်ပြောပြလာလည်းမရှိသေးဘူးအဲ့ဒါလို့တော့မလားငါ့ကိုလိုက်ရင်အဲ့လိုလုပ်မယ်အဲ့လိုခံစားမယ်အဲ့လိုလို့ရမှာဆိုတာကြိုတင်ပြောလာလည်းမရှိဘူးဒါပေမဲ့လိုက်နေကြတာပဲလိုက်ပြီးမှပဲတဖြည်းဖြည်းကိုရောရဲ့အသက်ရှင်ခြင်းပုံသေးသည်တခင်ယေရှုပြတဲ့နမိတ်လက္ခဏာကိုတွေ့တဲ့အခါမှာအံ့ဩကြဒါပေမဲ့ယေရှုကဘာပြောလဲဆိုရင်ဒီလိုငါ့ကိုလိုက်တာမောဘာအောင်စားတယ်စားချင်လို့လာတယ်လိုက်လာတာလို့ညံ့နာတယ်တော့မောတရားစားချင်လို့ဝါအောင်စားခုလာလိုက်ညံ့နာပြီးတဲ့သူကစိတ်ကောင်းတာမဟုတ်ဘူးလိုက်လာပဲချင်းကြည့်ပြီးလိုက်လာတယ်နော်လိုက်လာတယ်ဒါပေမဲ့နိုင်ငံတော်ကိုကြည့်ချင်တယ်ဒီကြောင့်လည်းအချစ်တဲ့ဖြစ်လာပဲဆိုတော့ချစ်ထဲမှာလို့ရှိတယ်လူတွေအခွင့်အရေးထဲပဲအခွင့်အရေးတစ်ခုထဲမှာပါရအခွင့်အရေးတစ်ခုမရှိဘယ်လိုက်ချင်လဲနော်ဘယ်ပါချင်လဲဒါပေမဲ့ကျွန်တော်အခွင့်အရေးကလူရမယ့်အခွင့်အရေးကိုဆွန်ရဲစရာလို့ဆုံးစရာတာဝန်အခွင့်အရေးကိုခိုင်းလူတွေကတော့နော်ရမယ်ခိုင်စားရမယ်စားရမယ်တောင်းရမယ်ယူရမယ်အရာတော့အခွင့်အရေးကိုကျွန်တော်ဟောကြည့်ရရောက်တာနဲ့အခုမဲ့သွားတယ်ချက်ချလေးမှာလည်းဝိပဿနာဆုံးသွားတယ်သူတို့ကဒီပြောတယ်ဘာကူညီရမလဲသူကမင်းတယ်မင်းရောတို့ရှင်းရတဲ့နိုင်ငံကနေလာတဲ့လူတွေတော့ပိုက်ဆောင်ပြန်အများကြီးကူညီကြတော့မလားလို့ပဲနေလို့ရှင်းချက်မှာခိုင်းတယ်ဘာလို့ပြောမလဲအမောတော့ရမလဲဆိုတော့ပဲချက်ပါရှိတယ်ကျွန်တော်တို့လူအဲ့လိုလေအတင်းတော့မှလည်းတရားဟောရင်ထဲလာပြီးပဲလူတွေနားထောင်ကြည့်ကြတယ်ကြိုက်တယ်နော်အဲ့ဒါမျိုးရမယ်အဲ့လိုရမယ်ခံစားမယ်အများကြီးအဲ့လိုရမယ်ကျွဲဝချမ်းသာခြင်းပေါ့နော်အဲ့ဒါလေးကိုချိန်ကြတယ်
လူကရှိခဲ့လို့အဲ့ဒါအချင်းကိုစားဆုံးဒါပေမဲ့ဝိညာဉ်ရေးရမှာဘလို့လိုအပ်တယ်နော်ဟောရှင်းရမှာလို့တော့ကျွယ်ဝချတာကြီးလို့တော့ဘလို့ချတာချီမှာအင်းဒါကောင်းဆုံးဒါပေမဲ့ဝိညာဉ်ရေးရတရားငယ်နေပေးပါဘာလို့ဒီမှာမရှိတာလဲဆိုတာလူတွေကမသိဘူးဒါကြောင့်ပြည်တရုပ်နေတယ်နော်တပည့်တော်တွေမိကြတယ်လူတွေကငါ့ကိုအဘေကူလို့ချိန်ကြတယ်ညီတတ်တယ်မိတဲ့ခါမှာကိုခမန်းရဲ့ကမကြည့်ဘူးအေလီယာလို့တပည့်နော်ယေရမီလို့တပည့်မဒီယာယောဟန်လို့ချိန်တဲ့လူတပည့်အဲ့လိုပဲဗာမီလို့ငါ့ကိုသိတယ်သူတို့အဲ့လိုချိန်တယ်လွယ်ကုန်လွယ်ကုန်လွယ်ချိုချင်းဟာအပြည့်တမန်ကျမ်းထဲမှာအပြည့်ဆိုတဲ့စကားလုံးမှာဂရိမတာစကားပြောဒီမှာလွယ်ချိုချင်းလမ်းလွယ်ချင်းနော်လမ်းလွယ်ချင်းဒီချာပြတဲ့အခါမှာအပေါင်းပြတဲ့မှာဖြစ်မှာဒီနေ့တော့ဘုံချိန်ကဘူးမာမီဒီနေ့ငါပေါင်းရှိဆိုရင်မာမီyou know လွယ်တတ်တယ်မာတတ်တယ်ဒါတော့ဒီလိုကိုယ်တိုင်တော့အောက်တယ်လို့မြင်တယ်ဟာကိုလိုကတော့တိကျသိတယ်အဲ့လိုလိုက်တယ်လူအမြဲတမ်းသူဟောပြောတယ်ဟောပြောတဲ့စကားအမြဲတမ်းကြားလာတဲ့လူကဟာလို့ချက်ချင်းမပြောနိုင်ဘူးသူမပြောနိုင်ဘူးပေတယ်လို့ပဲအသက်ရှင်တော်မူသောထာဝရဘုရားရဲ့သားတော်မေရှိယခရစ်တော်ဖြစ်တယ်အဲ့လိုပြောလိုက်ဒါကြောင့်ဓမ္မဟောကြားထဲမှာလေနော်ခြံလာနှိမှာတော့လကောင်းနောက်ပြီးတော့တိုင်ရီလာကို25-26ခရစ်တော်ဆိုတဲ့စကားလုံးကိုပြောတာဒါပေမဲ့အင်္ဂလိပ်ကျမ်းစာခေကျမ်းမှာတော့ anointed နော်ဘယ်တဲ့လူကိုပြောတာအဲ့လိုရှိဒါပေမဲ့တခြားကျမ်းစာထဲမှာလည်းရှိတယ်မေရှိယခရစ်တော်ဘုရားခင်ဘယ်သိပေးတယ်ဘုရားခင်သားတော်မေရှိယခရစ်တော်လို့သူပြောတဲ့အခါဟာအရန်တော်တယ်နော်မင်းအရန်တော်တယ်ဘယ်လိုသိတယ်တချို့လူတွေမသိနိုင်တဲ့အရာချက်ချင်းချီနိုင်တာပဲမဆိုးဘူးလေအဲ့လိုပြောတာလားပြောအေးအဲ့ဒါသိတာမင်းအတူရသားနဲ့သိတာမဟုတ်ဘူးသူပြောအတူရသားသူတို့ပင်မှုလေးပေါ့နော်ဒါမဟုတ်ရင်အရာစကားတွေပြောမင်းဦးနောက်နဲ့သိတာမဟုတ်ဘူးနောက်တော့မပါဘူးမင်းကပြောတာသိတာမဟုတ်ဘူးကောင်းကြီးမနဲ့ရှိတော်မူသောခမေတော်ပြုပြတော့ရင်ပေါ်ပြတော့ရဖြစ်တယ်ဟာလေလုယာဖခင်သခင်မပေါ်ပြရင်ဘာမှမသိဘူးလူတွေကဘလောမဲပညာရှိဘလောမဲဘွေရလာနော်အပပညာရှိဘလောမဲဖြစ်မရဘူးအမှန်ဆိုရင်မောရှိကတကယ်ပညာရှိပဲပညာရှိဖြစ်ရတော့မှတခြားလူတွေတက်လာလို့တူဘူးတကယ်ဘယင်းဖာရောဘီမှာတင်ခိုင်းနေတယ်အနည်းဆုံးတော့မှတင်ခိုင်းတော့အမြင့်ဆုံးပညာတင်ခိုင်းမှဖြစ်ပါတယ်ပညာတော့ရတယ်အဲ့တော့ပညာမျိုးကိုသိတွေ့တယ်အမျိုးဆိုတာလည်းပြောသေးတယ်နတ်တိလက်တတိပြီးဆုံးတော့ဖြစ်တယ်တကယ်လက်တတိနတ်တိဒါပေမဲ့တော့ဘုရားကိုရှိတော့နိုင်အယံနေချတော့လေကိုရောကျွန်တော်လူလီတော့သူဖြစ်တယ်စကားမပြောတတ်တော့သူဖြစ်တယ်တကယ်မပြောတတ်ဘူးလားပညာရှိတယ်နှုတ်တတိလက်တတိဖြစ်လို့သူ့လူမျိုးထဲမှာပါတဲ့အတွက်ကြောင့်ထဲမှာပါတဲ့လူကိုအစ်ချလူကိုထိုးတတ်တာဖြစ်တယ်နှုတ်တတိလက်တတိနဲ့လို့ချစ်တယ်ကတော့တမန်တော်တို့ခုနေနေစနေလားအဲ့တော့တတိခံဟုတ်တယ်နော်ဒါတော့ပညာရှိနော်တော့ပညာရှိတော့သူ့မှာတင်တဲ့အဲ့တော့ဒီမှာတင်တဲ့ course ထဲမှာဘုရားသခင်ရဲ့လမ်းစီဘုရားသခင်ရဲ့အမှုတော်အကြောင်းမသိဘူးမရဘူးဒါတော့လူတွေကအရန်တော်ကလည်းအရန်သိမယ်လို့ချိန်ကြမှာသူကမသိဘူးမလူရဲဘူးပေါ့နော်ရှင်မောလူရှင်စောဖြစ်နေတဲ့အချိန်တကယ်ပညာသင်ကမေလျာခေါ်လိုက်မှာယူနီပါတီမှာတက်တာအရန်တော်မယ်လို့တန်းစားရှင်မောလူရှောဆိုရတာကျွန်တော်
super super ပဲတကယ်အတော်ဆုံးပဲသူ့နာမည်နဲ့ကြိုက်အောင် free share သူ့ရာထူး free share free share ဖြစ်ဖို့ကတမန်ကျမ်းစာတော်ရမယ်ပညာတော်အကုန်လုံးလမ်းလာရမယ်ပေါ့အဲ့လိုလူမှ free share ခံလို့ရတယ်သူ့တော်မှတကယ်ပြောင်းလဲလာတော့အကြီးရွှေတွေ့လာတော့ယေရှုရဲ့လမ်းစဉ်ရတယ်ဘယ်လိုလဲ free share လို့တဲ့အချင်းယေရုရှလင်ပြည်မှာတော့မှာအမေရိကန်ကြောင့်တက်တဲ့အချင်းလို့ကလည်းမတူလို့ဘုရားကျွန်တော်ကိုခေါ်လာတော့ကောင်းတယ်ကျွန်တော်ပဲသိတယ်တခြားလူတွေခေါ်ရင်ပဲသိမလဲပြောတာမပြောဘူးသူလို့ရမယ့်အရာကြီးအမေအမှုကိုပြုရမည်ချက်ချင်းမင်းကျွန်တော်ကတင်းတော်လူကြီးခန့်တယ်ပါတာခန့်တယ်အခုခန့်တယ်ဆိုပြီးလေငါတို့အရင်သိတဲ့အရာတွေပဲအလုပ်လုပ်တာအဲ့ဒီအသိဉာဏ်ဒီဆော့တဲ့ကိုရောဒီဆော့တဲ့အသိဉာဏ်ကိုရောပဲ constitution by law ဆွဲလာပါတယ်အဲ့လိုလုပ်ရမယ်ဆိုဒါတော့တပည့်တော်တမန်တော်တွေတော့မသိဘူးဒါပေမဲ့မသိတဲ့အတွက်ကြောင့်ဆရာလူတွေဆရာသူတို့သင်ပေးမယ်ဆရာဦးစီးဦးဆောင်တဲ့ဆရာလူတွေဘာလို့ဥပ္ပယေဆရာတန်ရှင်တော်ဤတော်တဲ့ဟာလေလုယာသူတို့တက္ကသိုလ်ဥပ္ပယေဆရာရတယ်တန်ရှင်တော်မျိုးတော်ရရှိတော်သူယောမကန်ရှိကိုမှာဝိခရစ်တော်ရဲ့ဝိညာဉ်ကိုမရတော့သူဒီခရစ်တော်နဲ့မဆိုင်လို့ပြောတဲ့အခါမှာအယံနာတယ်လေခရစ်တော်ဝိညာဉ်မရတော့ခရစ်တော်နဲ့ဆိုင်ခရစ်တော်နဲ့မဆိုင်တဲ့လူကတင်းတော်မှာအများကြီးပါတယ်ခရစ်တော်နဲ့ဆိုင်တဲ့လူနေတာများလားဒါပဲရှိနေတယ်နော်ဒါတော့ခရစ်တော်နဲ့မဆိုင်ရင်ဝိညာဉ်တော်ကပြင်ပြီးမလားဝိညာဉ်တော်မှာကြားစာကြောင့်ဝိညာဉ်တော်မှာသင်တန်းတဲ့လူတွေနော်ခံယူတဲ့လူတွေတရှင်တော်ဝိညာဉ်ကျွန်တော်တို့ဥပ္ပယေဆရာဖြစ်တဲ့အတွက်ကြောင့်ဝိညာဉ်တော်ရရှိတဲ့လူမှကဝိညာဉ်တော်ကသင်ပြီးလာဖြစ်တယ်ပြပြလာဖြစ်တယ်အဲ့ဒါကြောင့်ရှင်မောလူလည်းဝိညာဉ်တော်ရလာတဲ့အခါမှာပြောင်းလဲလာတဲ့အခါမှာဝိညာဉ်တော်ဘုရားကသူ့သင်ပြီးလာဖြစ်တယ်ခွင့်ပြလာဖြစ်တယ်အပြစ်တိလာပြီအရင်ဒီမန်တော်မှာခရစ်ယာန်လူတွေရဲ့အချိန်မှာလွတ်တဲ့အရာတွေကိုဟေရှပ်လိုက်မစင်ရဲ့တို့ကမှတ်တယ်နော်ဖိလိပ္ပိဝါဒစာကချင်းတော့မှပြရမစင်ရဲ့တို့ကချင်းမှတ်ဟာဒလောပညာသူပညာကိုဘာကြောင့်မထီနဲ့ယူတာလဲခုဓမ္မပညာကျမ်းစာကျမ်းတပူကိုဖြစ်ချင်းကိုဘာကြောင့်မထီနဲ့ယူတာလဲခရစ်တော်နဲ့နှိုင်းဝိညာဉ်တော်ကသင်ပေးတဲ့အရာတွေငါ့ကြီးတကယ်ပညာသင်တဲ့ကမလျာလက်ထက်မှာသင်တဲ့အရာမစင်ခဲ့တော့မှထင်မှတ်တယ်လို့ပြောလိုက်မနှမျောဘူးဒါတော့နှမျောစရာနည်းနည်းပါးသုံးလိုက်ပြီသုံးတာသုံးဘုရားသခင်ရဲ့လမ်းစဉ်ကြားနေရဲ့နေပြီကျွန်တော်တို့ရဲ့အတွေ့အခေါ်ကျွန်တော်တို့ရဲ့အသိဉာဏ်ကိုအရာအားကိုးတယ်နော်ရှင်ယောဟန်ကြီးမြင်မှာကာနမြို့မင်္ဂလာဆောင်ပွဲမှာလည်းလူတွေပြကြီးဖိတ်နေကြတယ်အဲ့ဒီမှာသူတို့ကမမေရောမာကြီးလည်းဖိတ်ကြတယ်တကယ်ရွှေသူတပည့်တော်တွေဖိတ်ကြတယ်ဖိတ်တဲ့အခါမှာမင်္ဂလာဆောင်လူတွေကအစားပေါ်ပြင်ရှင်လာဘောနော်ပြင်ရှင်တယ်ဒါပေမဲ့သူ့ရဲ့ပြင်ရှင်ချင်းဟာပြင်ရှင်မှုအရှိကွေးမလုံးဘူးလူတွေရဲ့ပြင်ရှင်မှုကမလုံးတော့သူပါမသူရှိမှအရှင်ပြည်မယ်လို့ဒီနေ့ကလည်းအားကိုးတယ်လူမျိုးရှိမှပါကျွန်တော်တို့လည်းပွဲလို့တဲ့အခါမှာကျွန်တော်တို့ရဲ့ဦးလေးလားကျွန်တော်တို့ရဲ့အဖေလားအမေကြီးလားအဖေနဲ့တော်တဲ့လူတွေလားအမျိုးတွေနော်အားကိုးတဲ့အတင်းတော်မှာလည်းသူရှိမှပဲရှင်ပြည်မယ်သူမရှိရှင်ပြည်ဘူးဒီရတဲ့ MTC အတင်းတော်မှာကျွန်တော်ကျင်းလိုက်တော့သူမရှိလို့သူရှိလို့ရှင်ပြည်မှာသူတို့အဲ့လိုထင်တတ်ကြတယ်နော်အဲ့လိုထင်တတ်ကြတယ်ဒါပေမဲ့အဲ့ဒီထင်မှာယေရှုမရှိခဲ့ဘာမှရှိနေပါယေရှုရှိလို့အပွင့်ပြောလိုက်တယ်နော်ပြန်ပြောလိုက်တယ်
information ကအများများ transformation ကနေဘာကြောင့်လဲကျွန်တော်တို့ကများတဲ့ရှုလေးတဲ့ပြောဆိုတာတော့များပြီးပြီမဲ့ဘာမှပြောလို့မရှိဘူးဒါမဲ့သခင်ယေရှုကပြောလိုက်ရေကိုဘာဖြစ်လဲစပီးဖြစ်စီပြောလိုက်တာညံပြောလိုက်ဒီသူကတော့တတ်နိုင်တယ်ဘယ်သူပညာလည်းတတ်နိုင်တယ်ဖြစ်ချင်းကိုပြောင်းလဲစီဖြစ်ချင်းနော်ကျွန်တော်တို့ရဲ့ဖြစ်ချင်းကိုပြောင်းလဲစီနိုင်တဲ့ဘုရားသခင်ပဲကိုယ့်ကိုမပြောလဲနိုင်ကျွန်တော်တို့ကပြုတ်ချင်းကိုကိုတတ်တယ်နော်အာကိုတတ်တယ်လုတ်ရိုက်ပြုတ်ချင်းကိုအာကိုတတ်တယ်ဒါပေမဲ့ပြုတ်ချင်းတဲ့အရင်မလာပဲဖြစ်ချင်းကိုအရင်ရေးချတယ်ယေရှုကလူဟောင်းကိုချူဖြတ်လိုက်ဖြစ်ရှိလိုက်လူဆောက်ဖြစ်စီတရားသားဖြစ်စီတယ်နော်နောက်ပြီးတော့ရေကိုစပီးဖြစ်စီတယ်ဖြစ်ချင်းမတူလို့အရင်ဖြစ်တာလည်းတော့ဖြစ်တာမတူလို့အဲ့ဒါတဲ့မဟုတ်ဘူးအယောင်လဲပြောင်းလဲတယ်အယောင်ပြောင်းလဲတယ်နော်အယုံမတူတော့ဘူးနောက်ပြီးတော့ဘာပြောလဲတယ်အရာတန်လေးပြောင်းလဲတယ်ဟာလေလုယာရေအရာတန်ကြီးအရာတန်သူတို့ရဲ့မျိုးလာဆိုမှရေကိုတောချင်ကြလားစပီးရေကိုတောချင်ကြလားစပီးရေပဲတောချင်ကြသူလူပြင်းရှင်တဲ့စပီးရေအရင်တောက်တဲ့လူတွေထက်not so မလောက်တဲ့အခါယေရှုကပြောလဲရှိတဲ့ရေကိုစပီးကိုအကြောင်းပြောနေတယ်အရာကပြောနေတော့လေကိုကောင်းနေတယ်လူရိုက်တဲ့လူတွေပြင်းရှင်ချင်းတဲ့သခင်ယေရှုလူရပို့ပြီးတော့ရှင်ပြီဟာလေလုယာတရှင်တော်ကြီးတော်ကကျွန်တော်တို့မှာဖွင့်ပြရတဲ့တင်ပေးရတာပို့အိုင်ရှင်ပြီကျွန်တော် OPS ရာကိုကျွန်တော်အားမပူတော့ဘူးအားမပူဘူးငါကဘာမှမပူဘူးဘာမှမသိဘူးလို့နှိမ့်ချတဲ့လူနဲ့ပြောပြီးမယ်တကယ်ပြီးမှမပူပဲလို့ပြောရင်ကြားဘူးလေနော်ကျွန်တော်လည်းဘာမှမသိပြီးတယ်ညဘာမှမသိဘူးရလို့ရှိရှိတယ်တကယ်မသိမှန်တာပဲလို့ပြောတာမှန်တယ်ဘာမှလူကမနာချင်ဘူးဒါပေမဲ့ဖယားသခင်ကအရာတတ်သိန်းလို့ပြောတယ်ဝိညာဉ်တော်ကအရာတတ်သိန်းလို့ကြည့်တယ်ဗျာနော်ဆိုတော့ငါတို့ခေါင်းကသူပြည်ဒီလိုမသိတာမင်းနဲ့တော့ရချင်းမတော့ရမင်းကပြတ်မိလို့ပြောပြီးလေမသိတဲ့အရာလေးဝိညာဉ်တော်မေးချင်ဘူးဘုရားသခင်မေးချင်ဘူးတို့တမန်ကျမ်းစာထဲမှာရှိတဲ့များကိုရှာလိုက်ချင်းလိုက်အဲ့ဒီချင်းမှာဘုရားသခင်အကြံဉာဏ်ကြီးပေးတယ်။ဘုချူရေးနိုင်ငံရေးလည်းပါတယ်ပညာရေးလည်းပါတယ်စောဝတ်နေရေးလည်းပါတယ်လူမှုရေးလည်းပါတယ်ဘယ်လိုခံရမလဲဘယ်လိုနေရမလဲအဲ့ဒါလည်းပါတယ်အဲ့ဒါတော့ဘုရားသခင်တို့ယုံကြည်သူတွေကတကားတလေယုံကြည်သူတွေကနော်ဘာအယံယေရှုအယံဖြစ်ရှင်ခြင်းကအသက်ရှင်တတ်ခြင်းပေါ့နော်အသက်ရှင်ခြင်းနီးမှန်လို့ပေါ့နော်နီးမှန်လို့ကျွန်တော်မလေးရှားနဲ့လာတဲ့လူတွေရှိတယ်အိန္ဒိယဒေသကနဲ့လာတဲ့လူထိုင်းနဲ့လာတဲ့လူရှိတယ်မလေးရှားနဲ့လာတဲ့လာခါနီးမှအော်တီလီယာကြောင့်အဲ့လိုနေထိုင်ရမယ်တင်လာပြီးတော့အဲ့ဒီနာပြီးဆမ်မာလာစာအုပ်ဘုံဘလာစာအုပ်ပြီးဟောပြန်ဘုံပြီးရေဒီတာဘုံပြီးကဲမိမယ်စာအုပ်ဘုံမင်းကြီးဘလောနဲ့ဝေးတယ်အဲ့ဘောဖန်ကိုမြင်ဘလောနဲ့ဝေးကြတယ်ခုဘယ်တော့ဝေးကြလဲမဝေးဘူးဆမ်မာပြီးတာဒါဆိုရင်ဘာကြောင့်ကိုပန်းစာနဲ့မဝေးတဲ့အရာဓမ္မပြီးရဆိုတော့thank you ကျေးဇူးတင်နေပါကျွန်တော်ပြောကြတယ်။ဟောကြည့်ရရောက်ရင်အဲ့လိုမနေကြနဲ့။ကျေးဇူးတင်တယ် thank you လည်းပြောကြတော့ဟောဘလို့အရှမနဲ့ဘလို့နေတာလိုင်းနေပြီးတော့ဘလို့ပဲပြီးပြီးကျေးဇူးပဲယူတယ်မပြောကြဘူး။မလေးရှားတော့နည်းနည်းပြောကြသေးတယ်။ကျွန်တော်ဒီမိုင်းလို့တော့ခုပြီးကျေးဇူးပဲဟောဒီဘောကြီးရတော့ချက်ချရီရင်းဆုံးဝင်ကျတဲ့ရင်းဆုံးပြီးတော့သူကကောင်းလုံးဆုံးပြတယ်လို့ဆောင်ပြီးပြီး thank you
ကျွန်တော် thank you မပြောခင်ကို thank you ပြောပြလိုက်တော့အကျိုးလိုက်ပြီနော်ကျွန်တော်ပြောရမယ့်ဟာကိုကိုပဲအရင်ပြောတယ်ကျွန်တော်အချီရမှာတင်ပေးလာမလေးရှားမှာတင်ပေးလာမတော့ချီမှာသူကအကြည့်ပြောလိုက်တယ်လူတယောက်ကဆရာအဲ့လိုမဟုတ်ဒါတော့မပြောလိမ့်ဘူးလာမဲ့ဂျာမန်ရေးရှင်းလာတဲ့အခါမှာပလင်းလေးနဲ့ဖုတ်ခက်ခိုင်းနေအဲ့ဒါပြီးတဲ့အချိန်တော့မ thank you လို့ပြောနေတယ်နောက်တစ်နေ့ရမှာနေထိုင်တဲ့အခါမှာနိုင်ငံတကာအဲ့လိုမထူဘူးနောက်ပြီးတော့ကျွန်တော်တို့ဘုရားသခင်ရဲ့နေပိမှာဘုရားသခင်ရဲ့အသိတော်မှာနေတဲ့အခါဘယ်လိုနေရမလဲဘယ်လိုထိုင်ရမလဲဘယ်လိုစတော့ရမလဲဘယ်လိုစကားပြောရမလဲဆိုတာဒီတပူနော်အဲ့ဒါရှင်မောလူကဒီမိုးတီဆိုတာလည်းအရင်ရှင်နေဘူးသူ့အဖွားသူ့အမေကနေယုံကြည်ခြင်းသူ့ဘက်တော်ခံပြီးတော့မှရှင်မောလူကပါစတာဖြစ်လူထုလာဖြစ်ဒါမဲ့ရှင်မောလူကလည်းပြောတယ်ဆာလာကြီးဒီရှိကိုငါမြန်လာဖို့ညှော်လိမ့်လို့လေကြာစီဆိုတာနေတော့ကြာလာပြီပေါ့နော်နေတော့ကြာလာပြီဆိုပြီးမှစံလည်းပဲအရင်ရေးလိုက်တယ်ဘာလဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့အိမ်တော်၌အပေတို့ကျင့်ကြံပြုမှုရမည်သိချင်းမှာအဲ့လိုဘုရားသခင်ရဲ့အိမ်တော်ဖြစ်တဲ့လူမမြင်နိုင်တဲ့လမ်းမှာတိမ်မတင်ပြီးသူများရှိမှသွားရပြတဲ့အိမ်တော်ဖြစ်မှာပြီဒီရတိမ်တော်မှာဝင်လာတဲ့အခါမှာလေဒီရတိမ်တော် MTC မှာလေဘယ်လိုဆိုလဲရမလဲဘယ်လိုလုပ်ရမလဲဘယ်လိုတိုက်ရှိရမလဲဆိုတာတော့ဒီဘူးလေအဲ့ဒါဒီကပဲနော်အဲ့တော့မသိရင်တော့ဘယ်လိုထိုင်ရမလဲဘယ်လိုနေရမလဲဆိုတာမသိရင်အထိုင်မှားမယ်အနေမှားမယ်နော်ကျွန်တော်လည်းချက်ချင်းဆရာကပြီးတဲ့ဒီထိုင်ခါမှာပဲထိုင်ချက်ချင်းဒီမှာတေးပြီးမှအရင်တော့ဟိုချင်းပြီးလူတွေထိုင်ခါမှာသူ့တေးပြီးမှထိုင်အပေါ်မှာအရာအတားပဲလက်ኪမင်းလေးဝတ်စားလို့ဝလိုက်တော့ကြဖြစ်ရတာနော်ချက်ရှာရောတော့အမီအထားအချင်းအမှုနာကန်ဘူးမမားဘူးရအရန်လူအပ်တယ်တော့အဖီလိုချက်ရှာရမယ်အမီကိုအမီလူသားအမီကိုသားအမီလူချက်ရှာရမယ်တမီးကိုမိမလူချက်ရှာလို့ရမလားနော်ကိုသားကိုယောက်ျားလူချက်ရှာရမလားမရဘူးအဲ့ဒါကြောင့်ကိုပါစတာကိုဘယ်လိုဆက်ဆံရမလဲကိုယ့်ရဲ့တင်းတော်ကိုကြည့်မိခင်ဘယ်လိုဆက်ဆံရမလဲဆိုတာလေသိဖို့လိုတယ်တော့အတင်းတော်မှာဘာဆောင်ရွက်เสียဘာလို့ဆောင်เสียရှိတယ်လေဆိုတာလေသိဖို့အင်းတေးမှာအဲ့တဲ့နဲ့အင်းရှိရမယ်အဲ့တဲ့တော့လာလေကျွန်တော်တို့လည်းတော့ဘယ်လိုလာကျွန်တော်မျိုးလေးကိုတဲတယ်တော့ဘူးရေးလာပြီးတော့မမိုးလေးကြွားတယ်ပလက်တီကိုချုံတယ်ကော်ချီကဒီလေးဒီလိုပုံစံဟိုအစင်ဒမတော့ဘူးရေးပါတယ်အယံလို့မိချစွာလေးနေရလာစားပါအောင်လို့မပေါ်မချင်းဒီကိုချုံဝင်လို့မရဘူးပို့ကိုစီစားလို့ပြီးပြီးမှအမင်းကိုခုပြီးမှစားလို့မရဘူးအင်းရှင်ကလာစားပါလို့ပြောမှပဲစားလို့တမျက်စိလဲဆရာလူရင်နေဘူးဘာမှမလုပ်ဘူးနော်အဝဲမလျှော်ပြီးဘူးအဲ့တဲ့လည်းကျွေးမှလည်းစားရကျွန်တော်တို့အတင်းတော်မှာအဲ့တဲ့လို့မနေဘူးအင်းရှင်မှရင်ခုံစီဆရာခုံသိဆရာလာပါကျုံးတာဘုံလူအဲ့ဒါအတင်းတော်မှာဘယ်လိုနေတယ်ဘယ်လိုကြင်ကြံကူးယူရမလဲဆိုတာမသိချင်းရှင်မောလူအယံလူအပ်တယ်တိပူလူတယ်ဆိုတာအဲ့လူအပေါင်းတို့ဒီကဲတင်ချင်းတို့လည်းဓမ္မတရားကိုသိစီချင်းကဘုရားကအလိုတော်ရှိနော်ဒီမို့တယ်ပထမဆုံးမိလေးလူအပေါင်းတို့ကဲတင်ချင်းရောက်ဖို့ဆိုတော့ဘုရားကအလိုတော်ရှိတယ်ကျွန်တော်တို့လည်းကြားလို့ကျေးဇူးတော်ပဲ
အပါလို့သေးတယ်တမန်တရားတမန်တရားဆိုတာကြမ်းချက်အများကြီးကြားရရွှေ့ဆိုနိုင်တာဘူးတမန်တရားဆိုဒီမှာဘုရားသခင်ရဲ့အလိုတော်သိချင်းဘုရားသခင်ရဲ့အကြံရှိဘုရားသခင်ရဲ့ရှုတော်ဘုရားသခင်ဒူပါယုံသိချင်းဘုရားသခင်သဘောတော်ဘုရားသခင်ရဲ့အလိုတော်မသိမဲ့တရားဒါကြောင့် knowledge ပါတိကြောရမယ်တိတိတိထတဲ့တရားကိုသိရမယ်ယုံကြည်သူမှညာမြင်သားမှကျွန်တော်သားသမီးတွေကကျွန်တော်အိမ်မှာဒီအမေကြီးမှာနေတဲ့အချိန်မှာဘာဆောင်ရွက်လို့ဆောင်ရမလဲဆိုတာသိတူတပည့်ရှင်သိရမလားအကြီးဆုံးလာလို့ရမယ်နော်ပြီးပေးရမယ်နော်အင်းလာစာပေးရမယ်ဘုံမနော်အိမ်မှာတော့အဲ့ကျူနဲ့အဲ့လိုတခြားအိမ်မှာနေပြီးသလားပြီးတမျက်စိကိုထဲသားရှိလို့သလားသူများရင်မလို့ဘူးသူများအိမ်လို့သူများအိမ်ပဲအေးရတင်းတော်ကသူများအိမ်ကိုအဘအိမ်သားရှိတော်မူတော်၏အခင်ယေရှုရဲ့အိမ်တော်ကျွန်တော်တို့သားသမီးတွေရဲ့အိမ်တော်ဘုရားသခင်အိမ်တော်ဘယ်လိုကျင့်ကြံပြုမှုရမလဲဆိုတာလူတွေပေးเสียရှိပြီးကျွန်တော်သားသမီးတွေရဲ့အလူလူတွေကြတယ်ကဲနေပြီးအဲ့ဒါ guess ဒီတာပဲအဲ့ဒီကြည့်ပြီးလားရေးပြီးအဲ့ဒါနော်ကောတာကွာလေမွန်ဖာအဲ့ဒါတော့ပြရမယ်အင်းလာစားတာပြောလို့ရှိမငြင်းဘူးငြင်းလို့မရဘူးရင်းရှိတယ်ဒါပေမဲ့သူများတရားကြောင်းမှာတော့အဲ့လိုတို့သူများအိမ်မှာအဲ့လိုတောင်းမပေးနိုင်ဘူးမပေးသေးဘူးကိုကအိမ်တော်မှာအဲ့လိုလုပ်သိတယ်ကျဘုရားကိုပြရမယ်အလူထည့်ရမယ်တော့ကုလို့ရင်ပြရမယ်ကိုကသိတယ်အဲ့ဒါအပေတော့ကျင်းကြပြုမှုရပြီတိချင်းကဤစာတယ်ငါရေးလိုက်တယ်အဲ့ဒီဘုရားရဲ့အိမ်တော်ဟာအသက်ရှင်တော်ဘုရားသခင်ရဲ့အသိတော်ကြီးအဲ့ဒီအသိတော်ဟာတမန်တရားရဲ့အမိတကယ်တမန်တရားဒီရလေးဖြစ်တယ်အဲ့အသိတော်ဟာကျွန်တော်တို့အတွက်အရန်လုံခြုံတဲ့အရန်ညီကူလို့ကောင်းတဲ့အိမ်တော်ဖြစ်တယ်တချို့လူတွေနော်သူများအသိတော်ကိုအရန်စိတ်ဝင်စားလို့သူများအိမ်မှာနေတယ်ဒီတမ်းကိုအသိတော်ကိုတချို့လူတွေသူများအသိတော်နိုင်ပြီးတော့မှဘာအသိတော်ပါမဟုတ်ဘူးသူများအသိတော်အဲ့လိုဖြစ်ဘသူကြောင့်လဲကျွန်တော်တို့ကြောင့်သူများလည်းအကူကြီးသူများကိုတောင်းလို့အဲ့လိုနေတတ်တာမဟုတ်ဘူးဟုတ်ဘူးဒါကြောင့်အေဒီဝိညာဉ်ချက်ပြကိုပြန်ရမယ်အေဒီဝိညာဉ်မှာဘုရားသခင်ကအာဒံနဲ့အေဝါကိုထားတဲ့အခါမှာအလကားထားလာလို့အေဒါဟန်ကြပြောတာတို့ကအချောင်ရင်းနေဖို့ဟန်လို့တဲ့တို့ကခြေဝင်စားတယ်ဒါပေမဲ့အဲ့ဒီဝိညာဉ်ဟာအခါချင်းနေ့တော့ဘာလို့ကျန်ရှက်နာမှာအဲ့ဒီဝိညာဉ်ပြုစုဆောင်စောဖို့အားလည်းကိုခါရတယ်ပြုစုဆောင်စောဖို့လူတွေဝိညာဉ်ဆိုတာနော်ဒီလာရမလားတကယ်ပါလေပုံရှိပေးရမလားတော့ပြဝိညာဉ်ချင်းမှာလာဝင်နေတော့ရရွေးလူတွေအလုံးချုံရလို့ပြရမလားဒါကြောင့်ဒီတော့မှလည်းပြုစုဆောင်စောဖို့ဟာလူတိုင်းပြုစုဆောင်စောဖို့လူတွေအဲ့ဒီဝိညာဉ်မှာအရာချောင်းလို့ထင်တယ်နဲ့အရာကိုကောက်ပြီးဒီမှာရှိတဲ့လူတွေအားလုံးဘုရားကတာဝန်ပေးတယ်ပြုစုဆောင်စောဖို့ကြီးစုဖို့ဖြစ်ပါတယ်နော်တော့တခြားဆရာတွေကျွန်တော်ခေါ်လို့အေး MT ချက်သေးလို့အရာအားလေးတော့ချင်တာမဟုတ်ဘူးကျွန်တော်လည်းဆံမင်းလည်းခေါ်တာလေခေါ်ကြတော့အခုလည်းပြန်ခေါ်မယ်နော်ပြန်မေးပါရဖွင့်မယ်ဒါတော့မေးပါရမယ်နော်ဒါပေမဲ့တချို့အသိတော်ကတခြားအသိတော်ရဲ့ဆရာဝင်မှတ်ချက်ပဲအရန်တောင်းတနေတာကိုဆရာကတော့မင်းနဲ့ကြတော့ညီမွေးပြီးကျွန်တော်ယူပြသေးတော့တရားဟောနှခါဟောပြီးဆရာကအရင်ဟောတဲ့ဟာပဲခုပြန်ဟောပြီးတယ်လို့ထင်တဲ့လူတွေရှိချင်ရှိမှာအဲ့ဒီတန်းချက်ကဆရာတောင်းလေးခါဟောပြီးလို့ပြီးတယ်လူကြီးသူရှိတယ်ဒါပေမဲ့
တခြားမသိလို့မဟုတ်ဘူးဆရာဖမ်လီတော့တာရှိတော့လို့ရှိရင်ကောင်းကဲလေးဆိုလဲပတ်လို့ခါကဲလေးဆိုလဲပတ်လို့တော့ကဲလေးဆိုလဲပတ်လို့ကိုချစ်ပတ်လို့တယ်ဒါတော့有了这个嘛，老爱你，爱讲钱，当你老辛苦嘛，把那个不要回来，哎，不要回来，讲钱人家表示啊，如果咱讲钱的钱，如果不到的空，啊没到的空，空里面就那些那边喏，稀碎，皮碎，然后呀，没到几点的，你比我那你老，咱太老，那时候太老，那老，那别的，那老呗，如果那边那边年轻人喏。ဒါကြောင့်အဲ့ဒီဝိညာဉ်ကမူးလည်းမွာသေးဘူးနှင်းလည်းမကြောက်ဘူးဒါပေမဲ့အဲ့ဒီဝိညာဉ်ကသူအခုတော့မွေးအလိုမျိုးဖြစ်တာဟာလေလုယာကျွန်တော်အတင်းတော်ကလည်းတခြားပြီးတော့လူ့ဘက်တော့တင်ပြတာဝင်ကားမရှိနဲ့အဲ့ယုံကြည်သူတွေစာရစ်စကူတွေနော်ယုံကြည်သူသားသမီးတွေအမျိုးသမီးလူငယ်ကော်မတီတင်းတော်လူကြီးတွေပါတာလေခုမထွက်လာသူကပုံမထွက်လာပဲစင်လန်းစုပေးတာလေဒီအသေးတော့လဲစင်လန်းစုပေးတော့အသက်တာရှိဖို့ရတယ်မိမိကိုယ်ကပဲကျွန်တော်အဲ့ဒီခန္ဓာကိုယ်လေအေးလာတဲ့အခါမှာဒီအခန်းထဲမှာအကုန်ဖိဆောင်တယ်လူရဲ့အခုလူရလာတယ်နော်ဘာဖြစ်လဲအဲ့ဒီဥဒိကိုကြီးထဲကနေမိထွက်လာတယ်တခြားလေကြီးတွေ့တာပတ်နေရေမျောနေနာတာမဟုတ်ဘူးအေဒီဝိညာဉ်နဲ့မြည်ထက်လာအဲ့ဒီတရားလေးကမြည်ကိုဒီစင်တို့လို့အတင်းတော်ကလည်းမြည်ကြီးပဲဆိုင်ကြီးထွက်ဖို့လိုတယ်ဟာလေလုယာလုံလို့တယ်နော်အေးလည်းကျွန်တော်ချင်းဒီမှာလေဘာမှမလုပ်ပြီးမှကလေးပြောတော့မှာပိုက်ဟိုးဘာလဲပိုက်လာဒါမှမဟုတ်ဒီတွင်းအော်မတော်အော်မဒီကိရှိတဲ့အဲ့ဒါဦးပြီးမှရေဘူးလေးဖမ်းပြီးတော့မှပြီးဒါပေမဲ့အခုဒီမှာကြောက်တော့လေကိုယ်အိမ်ထဲမှာပဲပိုက်ရှိတယ်ဒါရောကျွန်တော်တို့ရဲ့သူ့ရောသူတာမီးရန်ကုန်မှာနေကြတယ်တာမီးရှိကြကုန်နေမယ်တလတ်နေတော့လာတော့အမီးလို့ကျွန်တော်ပြောတယ်အကြီးရန်ကုန်မှာပြောတာဒီလိုကောင်းသလားမဟုတ်ဘူးဒီကုမလေးကွာလေကိုင်းလည်းမရှိတော့ကိုအဲ့ဒီနေရာနာမှာအင်းသာရှိတယ်ဒီချိုးတဲ့နာမှာပဲသမီးများစားတယ်တော့တော့ပြီးတော့ဘိုးအပီမှာချမ်းထဲမှာပဲအင်းသာသွားတာတို့တော့အဲ့ဒီနေရာမှာသမီးစားတဲ့နေရာနားလေးမှာပဲအင်းသာရှိတယ်အဲ့ဒီမှာဒီခက်စရာလို့လူတော်ဘူးလာသူပဲတို့တော့တင်းတော်မှာကိုထိုင်ရင်းချူရတယ်ကိုထိုင်ရင်းစင်လာတော့အရန်သာမန်တစ်ချက်တော့မှတော်ရကဤကိုကြည့်ပြီးတော့ပြီစင်လာတော့ကျေးဇူးရတယ်ငါ့ကိုအိတ်စိတော့ဟာလေလုယာအေးအသိတော်မှာအိတ်ကြီးတွေဘုရားတော်ဘောင်းစားလို့ရတယ်ရေတော့လို့ရတယ်ရေချိုးလို့ရတန်ရှင်းစွာတန်ရှင်းခြင်းအိတ်ကဒီကနဲ့ကြရတယ်တခြားနေရာရှာတော့ဘူးနော်ဒါတော့ဆွန်ရဲစီတာလို့ပြန်ပြောမယ်တဲ့အခါမှာအဲ့တော့အဲ့အထုံးကိုနည်းနဲ့ပြန်ပြောပြမယ်ရင်တော့အဲ့ပါဘာဝတ္တကတိချောရှိကူမှာကြည့်လို့ရှိရင်တော့အဲ့ရာဒီစိတ်တော်လေးပြေတော့ဖယားလေးနဲ့စိတ်တော်လေးတွေ့ရင်ဘယ်နိုင်ငံမှာပဲနေဒီဘယ်ကွာမှာပဲနေဒီဘယ်အင်းမှာနေနေရှိပြီဟာလေလုယာယုံကြည်ခြင်းမရှိတဲ့ဗျာဒိတ်ရှိတော်လည်းမတွေ့နိုင်ဒီပြည့်ရှိဒီ6ရှိတော်လည်းတွေ့တယ်ယုံကြည်မှုနောက်ပြီးတော့အခန်းကြီး6အခန်းကြီး9ရှိမှပါတယ်ကိုမနော်အဲ့အထုပ်ပတိအထုပ်ပတိကျွန်တော်တို့ရဲ့အထုပ်ပတိကဒီလိုလေဒီရောကကျွန်တော်တင်တော့ပါလေခြေရထဲခြေရထဲကြီးတော့ပြီလေကျမအရင်ဆုံးသိချင်တယ်ဘာဖြစ်လဲကျွန်တော်အကြောင်းအထုပ်ပတိပြောမယ်လို့ရှိပါဘူးဆရာကလည်းပြောတတ်မှာနော်အဲ့အထုပ်ပတိနော်အဲ့ဘုရားကြီးနဲ့တွားလာဟာလေလုယာကျွန်တော်ရဲ့တင်းတော်မှာတရားပတ်တာနဲ့အတူသွားလာခြင်းထဲကိုပတ်တာနဲ့တွားလာခြင်းဘောင်းဖို့ခြင်း
ဖယားသခင်နဲ့သွားလာခြင်းကိုအရေးကြီးပါလေဟာလေလုယာဖယားသခင်နဲ့သူသွားလာတဲ့အခါမှာသူသွားလာတဲ့အခါမှာတိတ်တိတ်ဆိတ်ဆိတ်နေကြမှာမဟုတ်ဘူးဘုရားသခင်ကလည်းစကားပြောမှာနောအေကလည်းစကားပြောမှာအပြန်အလှန်ဆွေးနွေးခြင်းညှိနှိုင်းခြင်းပြောဆိုခြင်းဖွင့်ပြခြင်းရှိဘုရားသခင်ရဲ့သူမတော်ရင်ဘယ်လိုဖွင့်ပြမှုရမလဲဒါကြောင့်ဖွင့်ပြတဲ့အခါကျတော့ဘုရားသခင်မှာခိုင်းတယ်နောအေကိုကြည့်တဲ့အခါနောအေရဲ့လီမယာနော်သူ့သား3ယောက်သူ့သားရဲ့မိမနော်မိမ3ယောက်ရှိတော့ပဲရှိတယ်ဘလို့ကြည့်တဲ့အခါမှာဘလို့ရှိပြီးတယ်ပါစံဘလို့စုပြီးတယ်ဘာပညာတတ်တယ်အင်ဂျင်နီယာတတ်တယ်လားတာ3ယောက်ကိုအင်ဂျင်နီယာကျောင်းရှိနေလားလို့နမီတင်မောကြီးဆော့ချက်ချင်းခိုင်းတယ်ခိုင်းတဲ့အခါမှာတင်မောကြီးကလည်းအကျဉ်းကြီးတယ်ရောနောက်ပြီးတော့အဆင့်3ဆင့်အလယ်ခန့်အထက်ခန့်အောက်ခန့်ဒီဆံတွေနေတဲ့အခန်းလူတွေနေတဲ့အခန်းဘုံလို့ရမယ်အမြဲတမ်းတောင်းနေရတာဘုရားတန်းနိုင်မလားဘုရားတန်းနိုင်တယ်မတန်းနိုင်ဘူးဆိုတာကြည့်မယ်ဘုရားတန်းနိုင်တယ်အဲ့ဒါမျိုးကြည့်နေရတာဘလို့ကလေးရယူအဲ့ဒီပစ္စည်းများကြီးလို့အဲ့ဒီလို့ဒီမိုးစီလို့ဘယ်ကဝေရမယ်ဘယ်ပါစားလဲတော့မလဲဘာခွင့်အားနဲ့လောနဲ့ဘာကုနှောနဲ့ကုပညာနဲ့ရောက်နေရဒါပေမဲ့လူကိုဘုရားကခိုင်းတဲ့အခါမှာဘုရားသူ့ရဲ့အကြံရှိသူ့ရဲ့အတွေ့အခေါ်နဲ့လုပ်ဖို့ခိုင်းတော့ဘူးတကယ်တည်းဘုရားကမှုတော့အမှားကျွန်တော်အတွေ့အခေါ်ကိုပဲအကုန်သိနိုင်အများကြီးဒါပေမဲ့ဘုရားကလည်းသူ့အကြံပေးသူပြတဲ့ပုံစံဒီဇိုင်းအတိုင်းလုပ်ဒါပေမဲ့နော်အဲ့ဒါကိုတော့အဲ့ဒါမလို့တော့ကျွန်တော်သိတယ်ကျွန်တော်တို့ဒီနိုင်ငံကြီးကျွန်တော်တို့ရဲ့ဒေတာလာအဲ့လိုမှပြတယ်ရှင်းလားအဲ့ဒီဒေတာဖြစ်ဘယ်ကချောပဲဖြစ်တော့ဘုရားကပြောရတဲ့အတိုင်းဟာလေလုယာကပောက်ချကချင်း6နဲ့7နှစ်လားနော်အဲ့ဒီလေဘုရားသခင်မှာထားတော်မူတဲ့အတိုင်းပြုလေ၏သူ့ရဲ့အကြံဆန္ဒအတိုင်းပြုလေ၏လို့ပြောဘုရားသခင်မှာထားတော်မူတဲ့အတိုင်းနော်အေပြုလေ၏ဘုရားသခင်မှာထားတော်မူတဲ့အတိုင်းဘုရားသခင်ပြောပြနေပြီဒါတော့ကျွန်တော်တို့လည်းဘုရားသခင်မှာထားတဲ့အရာကိုအများကြီးသိဘူးဘုရားသခင်မှာထားတဲ့အတိုင်းပဲအသက်ရှင်ဖို့ပြုမှုဖို့လုပ်နေရှိတယ်အတိအတော်နဲ့ရာဇဝင်အင်းတော်နဲ့ကိုကျင့်ကြံမှုကြနေပြီးချင်းမှာကျွန်တော်တို့သိတဲ့အရာကိုလည်းရာဇဝင်မေးပါတိတာမေးဒီအမှန်တရားကိမင်းပြရအောင်နောက်တစ်ခါချင်းဘာလို့ကြကချင်းခုနစ်ငါးမှလည်းတွေ့ရတယ်ရာဇဝင်မှာထားလို့တိုင်းကျွန်တော်ကနည်းနည်းချက်လိုက်တို့တို့ဘာမှလည်းအဲ့လိုပဲလုပ်နေတာကျွန်တော်ပါတာလို့တော့မလည်းအဲ့လိုပဲလုပ်နေကျွန်တော်ဘာလို့လဲအဲ့လိုပဲလုပ်နေတာအဲ့လိုလုပ်ရအောင်အဲ့ဒါဘုန်းကြီးတော်ဖွင့်ပြမှုဘုရားကြီးရဲ့ဖွင့်ပြမှုမပါဘဲနဲ့ဘုရားကြီးကဘာမှမခံချင်သူဖွင့်ပြတယ်နော်အေးရဲ့ဖြစ်ချင်းကိုနော်အေးရဲ့အရေးချင်းကိုအာကိုလွန်လို့ဘုရားကြီးခိုင်းတာဘူးကိုလို့ဘုရားကြီးငါကိုယ်တိုင်သူ့မှာလို့နော်အေကအဲ့ဒီအလုပ်ကိုပြီးစီးစေနိုင်မှာဘူးသိချတယ်ဒါပေမဲ့ဘုရားသခင်နဲ့အတူအသက်ရှင်တဲ့ဆောင်ရွက်လှုပ်ဆောင်တဲ့ဆိုရင်ဒီပေါ်ကြီးကိုအောင်မြင်စွာပြီးစီးစေတယ်ဆိုတာဒီတဲ့ဟာလေလုယာဘုရားသခင်ကလုပ်တယ်ငါပြည့်ပြမယ်ပြောပြမယ်ခွင့်အားပေးမယ်အင်းညာပေးမယ်တို့ဒီအတင်းတော်မှာတင်းထောလူကြီးလို့ပဲစာတကိရတယ်အမျိုးသမီးကော်မတီလုပ်ဖို့ရအတွက်ဘာလဲစာတကိနေလာရတယ်မရဘူး first was ကိုဆောင်ဖို့ဘယ်ကစာတကိရတယ်မရဘူးဒါပေမဲ့လူတွေကပြီးတဲ့စာတကိထဲဖယားသခင်ကဥဆောင်ရင်းဖွင့်ပြလာတယ်တင်တော်လူကြီးလူကြီးဘုရားသခင်ကဖွင့်ပြလာရတယ်ကလို့မဆိုရင်လည်းဆိုတာဟာ
မောရှိတော်လုံးယောရှုတော်လုံးသူတို့ပြောကြတယ်ပြီနော်မစိုးရင်ကြနဲ့ဒီအသိတော်မှာဆောင်ရွက်ချင်တယ်ဘုရားသခင်ရဲ့အိမ်တော်၌တခုလွတ်ချင်တယ်ဆိုဘုရားသခင်ချက်ချင်းပြပြမယ်ချက်ချင်းပြောပြမယ်အဲ့ဒါကြောင့်အဲ့အသိတော်ကဘယ်တော့ကျင့်ကြပြုမှုရမည်ကိုတိဖို့ကဘုရားသခင်အလိုရှိတယ်ဒီရဲ့အိမ်တော်နော်နောက်ပြီးတော့ကမ္ဘာရဲ့ကျန်တဲ့25တခါမှမတွေ့လို့ရှိတယ်တဲတော်ဆိုဘူးကဘယ်အိမ်တွေသားလူမျိုးတွေအဲ့ကတော့ပြန်ထက်လာကြပြီဆိုတော့ပတ်စံမလို့ရှိပြီလေပတ်စံမလို့ရှိတယ်လေဒီလိုလေပတ်စံရှိလို့တဲတော်ဆိုတာပတ်စံနဲ့ဘတ်ဂျက်နဲ့အခြေအနေပေးလို့ဆိုတာမဟုတ်ဘူးဒီဘောကြီးရတယ်တော့အဲ့လေဘတ်ဂျက်ကိုကြည့်ပြီးမှလောက်တယ်ဆိုပြီးမှဆိုတာမဟုတ်ဘူးဒီလိုသိတော့ဟာလေအင်းအားနဲ့လောက်လို့ခုလို့ပတ်စံလောက်ကြီးဆိုပြီးမှအခုအလိုစားလာအဆက်ပေးမှာကာနာမျိုးမင်္ဂလာဆောင်ပွဲဝန်ဆောင်ဖြစ်သွားပြီဒါပေမဲ့ဘုရားသခင်ကခိုင်းတာလားမခိုင်းဘူးလားဒါပဲရေးကြည့်တယ်တဲတော်ဆိုဖို့ရားရင်ခိုင်းတဲ့အခါမှာဘလို့ရှိပြီငါပြတဲ့ပုံစံကဘုရားသခင်ပုံစံဖြစ်တယ်လားဒီလိုအသက်ရှင်နေရတဲ့တော့မှလည်းဘုရားသခင်လိုချင်တဲ့ပုံစံမျိုးသွားတယ်ဘယ်ဘုရားသခင်ပုံဒီပြတဲ့ဒီဇိုင်းအတိုင်းပေါ်တာအဲ့ဒါပဲအရေးကြီးတယ်လေလူတွေကအားမရရင်လည်းနေပါစေလူတွေကဟောမမြောက်မချင်တော့လည်းနေပါစေဘုရားသခင်ဒီငါသားတယ်ငါပြတဲ့အတိုင်းငါမှားထားတဲ့အတိုင်းပြုလို့တယ်ဆိုပြီးနော်သမကွယ်ပြင်ခိုင်းတဲ့ဆရာကပြင်ခိုင်းတဲ့အတိုင်းဖြေဖို့အရေးကြီးတယ်တခြားဆရာကဘာလို့ဖြေတယ်လို့သူကမှပြောလို့မရမပြောနိုင်ဘူးဒီလိုဘုရားသခင်စီခိုင်းတဲ့အတိုင်းလုပ်ဖို့လေအရေးကြီးတယ်ဒါကြောင့်ဒီအသိတော်မှာဘုရားသခင်ဘုန်းတော်တင်ရှားအေဒီဥယျာဉ်ဖြစ်တယ်အဲ့မှာအေဒီဥယျာဉ်ဖြစ်တယ်အဲ့ဒီအေဒီဥယျာဉ်ထဲမှာအစာအတော့အရှင်ပြည်တယ်အပြီးအနိုင်အရှင်ပြည်တယ်ရေလောင်းမှုလူငယ်အခုတခြားဒီဝေးရှာမှုတခြားအသိတော်ကရေသွေးရှာမှုကိုအသိတာဒီကစီးထွဲလာတဲ့ရေနဲ့လုံတော့တယ်ဟာလေလုယာအာရေမရှိလို့ပါကျွန်တော်ကတော့အဲ့ဒါမရှိလို့ပါလို့ဒေတာပြောတတ်ကြတယ်လीနော်ကျွန်တော်တာယာကောမိနာမငါ့ကိုအိတ်သိတော်ရေနာမအေးရတဲ့လူစားလို့ရှိမလားအဲ့တော့ကအဲ့စင်လန်တော့ကျေစားရအရန်နဲ့အေးရသားနဲ့ငတ်လားမငတ်ဘူးဒါကြောင့်ကျွန်တော်ဘဝပြောဆိုတာအသက်ရှင်လို့ပြောတဲ့အခါမှာလူနဲ့တိုင်းချွာတဲ့ငွေရေးကြီးကြီးနဲ့မင်းကပြောရတယ်ဒါပေမဲ့ကျွန်တော်တို့ပြောရရှိလူပတ်တော်ကိုဒီဝါကိုဘုရားရှင်လူချင်းတဲ့ဝတ်စုံလေးဝတ်စားလီတပ်ကိုဘုရားရှင်မှာထားတော်မူတဲ့အတိုင်းလက်ရှိကိုအရေးကြီးပါတယ်အဲ့ဒါဒိန်းတော်လူဆောင်ဆရာများစွာရှိတယ်ဆွန်ရက်ဆရာများစွာရှိတယ်နော်နောက်ပြီးတော့အာရုံနဲ့မောရှိတို့အချုံလေးနဲ့ပြပြမယ်အာရုံမောရှိကအကြီးဆုံးပဲလူမိသားစုထဲမှာဒါပေမဲ့မောရှိကအငယ်ဆုံးဖြစ်ပြီးမဲ့ဘုရားသခင်ရဲ့သူတို့ရဲ့အင်ထုံမိသားစုထုံးစံပြဆိုရင်အာရုံကမောရှိကိုခိုင်းယူပြီးပါမောရှိကနားထုံမှုပြီးတယ်အမမီးရံကခိုင်းယူပြီးနားထုံဒါပေမဲ့ဘုရားသခင်ရဲ့မောရှိဆိုတာမောရှိရဲ့ရှိမှာပဲဘုရားသခင်စကားပြောတယ်ဒီရဲ့ဒီတော့မှလည်းပါစတာစီကိုဘုရားသခင်ဖွင့်ပြမယ်စကားပြောလာမယ်ယူပါမယ်ဆိုပြီးလာတယ်အဲ့ဘာသာယူပါရောလေတွားရင်လူတွေကကိုချင်းကနာတယ်တူတယ်တော့အားလုံးလည်းပြီးရတော့လူလောကကျွေးခေါ်နေတဲ့ခါမှာငါတို့ညီကငါတို့မောင်ကပါတိမလဲသူပြောနိုင်တယ်လို့ငါတို့ပြောနိုင်တယ်သူသိတော့ငါတို့ကြည့်တာပဲပြောတဲ့အခါဘုရားလေးကိုကြည့်ချက်တယ်နော်အဲ့ဒါသူတို့ခက်တယ်လူနာရှိတာဆက်ပါတယ်ပြီးရတယ်အဲ့ဒါချင်းချောက်တာမဟုတ်ဘူးလက်ပါတာကပုတ်ထဲ
တော်တဲ့လူတွေဖြစ်နိုင်တယ်မတော်တဲ့လူတော်တော့တော်ပြီလေကိုတဲ့ဆင်းရဲတဲ့လူတွေဖြစ်နိုင်တယ်ကိုတဲ့ပါတာကားတဲ့လူကကူကောင်းတာလည်းဖြစ်နိုင်တယ်ပါတာအင်းတဲ့လူတို့ကူကောင်းတာလည်းရှိနိုင်တယ်ဒါပေမဲ့ဘုရားကြီးတေးတော့ဘုရားကြီးရဲ့နေမှာကိုယ်ကိုယ်တို့ဖတ်ချင်းဖြစ်တဲ့သူဘေးအစားကျွေးတဲ့ကားလေးစားရမှာဖြစ်ပါတယ်နော်တော့အာရုံကဘာသာပြန်ပေါ်ဆိုနော်မောရှိမဘုရားကစကားမပြောတော့ဘူးဆိုရင်မောအာရုံမှာပြောရှာရှိမောရှိမတက်ခွန်ပြောရင်အာရုံနဲ့ကွန်ပြောရှာရှိမောရှိမဆက်ခွန်တော့ဘုရားကပြပြဆိုရင်အာရုံနဲ့ဆက်ခွန်ပြောရှာရှိဒါကြောင့်ဘာဆိုဘောနော်ဒီလိုဒီမှာမောရှိနဲ့အာရုံလက်တွေ့ရတယ်လို့ဒီအသိန်းတော့မပြလို့လက်တွေ့ရမလဲပါတာမပြလို့စကားပြောအဲ့ဒါကိုစမ်းပြီးတော့မှအတူတူပတ်စုံနဲ့လို့ဆောင်ဘုရားရဲ့ဂျီနာအားတတ်တဲ့ဂျီနာတဲ့ဒီဒါကြောင့်အားလုံးဘုရားရဲ့အကြီးချင်းပြီးတယ်အားလုံးကိုအကြီးချင်းပြီးတယ်ဒီသားသမီးတွေကိုစားရစမှုတွေရတဲ့ဘာလို့လဲတိုက်စားပြီးစီးထွက်နော်ယုံကြည်သူအားလုံးကိုဘယ်သူမှအကျိုးမဲ့ဘုရားသခင်ကအထာဘူးအားလုံးကိုလွတ်ဆောင်နိုင်ဆုံးပြတော့အသက်ရှင်စေတယ်အသေးစားကြီးထွက်စေချင်ထွက်စေဒါကြောင့်ဘုရားခင်အိမ်တော်မှာဘယ်လိုကြည်ကြပြုမှုရမလဲဆိုတာတော့တဖြည်းဖြည်းသိတော့အသိတော့သိတော်ချင်းပြင်လာတယ်တော့အသိတော့ရှိပါစေလို့ကျွန်တော်ပြောလို့လေဘာဖြစ်တော့တော့ပြောဆိုတာလည်းမပြနိုင်တော့နော်အဲ့တော့တခြားဒီမှာတော့ကြည့်တယ်အဲ့ဒီမှာပါအဲ့ဒီမှာကောင်းတယ်နော်တို့တော့ဒီတော့မလာတော့အဲ့ဒီခိုင်းတော့ရန်ကောင်းတယ်ရန်တို့တော့ဒီတော့ပါခိုင်းလို့ပြရတယ်ပဲဒါမှရှိတယ်နော်ဤအသိန်းတော်ကနေဆွတ်တောင်းတဲ့ပေတန်ချင်းတဲ့လူငါခံတဲ့လူတည်တည်နေတဲ့ခံတဲ့လူဘုဘတ်တော်ကိုဖတ်တယ်ချက်ပြီးတော့ပါလေတေရှဟာလေလုယာဒီတော့ဘုရားတော်ကိုဒီမှာလေကျွန်တော်သားသမီးတွေကဘယ်လိုကျွန်တော်ကိုပြော iPhone 16ဘာကြောင့်လဲပေါင်းလေးကလည်း14နဲ့ရှိတယ်14နဲ့ရှိတယ်ဘာလို့ဘာကြောင့်လဲဒါပဲကိစ္စအဲ့ဆိုလည်းကသူ့မီလိုပြီးတော့ပြီးတော့လေမကန်ဘူးဘာကြောင့်ဒါတော့စိတ်ကြီးတယ်ဘုံကန်ရတာဘုံကန်သူများနဲ့စကားပြောနေတဲ့အချိန်ဖြစ်သူများနဲ့တဲ့အချိန်တော့စကားပြောချင်ကြတယ်ကိုသားသမီးနော်အဖေရမီနဲ့စကားပြောနေအဲ့လိုကောင်းလားကိုယ်အတင်းတော်လူတွေနဲ့တရားတော်လူဆက်ကြပါပြောပြောနေတာရဖွဲ့ပါတရားတော်လူဘတ်တော်ဝင်လာတဲ့ခံပြီးပါတရားတင်းတော်ကအရန်နေခါချင်တဲ့လူများကျွန်တော်သားကျွန်တော်လေးလူတရားလူတွေစကားပြောတာများတယ်ကိုယ်ပြီးပြီးဖုန်းကန်မဟုတ်ဘူးအဲ့လိုပဲကျွန်တော်တို့အတင်းတော်ကအဲ့လိုပဲနေတိုင်းတော့ဒီအသိန်းတော်တရားဆရာတရားလူတွေလာဝင်လို့ရှိအရာစင်လာစုပြီးတော့အဒီဦးကြီးအသိန်းတော်ဖြစ်တယ်လို့ပြောစီတိုင်းပေါ်မှာကြားနေကိုကြည့်ပြီးပါစေ